ကိုဒါပထမဆုံးပေါ့နော်အရင်တော့ကလည်းလာမကြည့်ဘူးအခုမှညီကိုတွေလာခဲ့ပါဆိုလို့အားပေးနေနည်းနည်းကန်ပြတာနှစ်20လောက်ရှိငယ်ငယ်တည်းကမကန်တာကန်ဘလုံးမကန်အခုမှပြန်ပြီးပထမဆုံးကန်ဟုတ်တယ်သူတို့အဲ့ကြောင့်အားပေးကန်တာ train လည်းမစင်ဘူးဒီနေ့မှအတင်းရလာဝအင်ကြီးတွေလည်းဟိုဖြစ်တယ်သူဝင်ကွင်းထဲဝင်ပြီးကန်ပြုတ်တာ။ဘာရဲ့နေရာလုံးဝလာဟုတ်ကဲ့လာရင်းအောင်ပဲလာဝင်အဲ့ချိန်ကျရင်ကန်အောင်ပါဒီနည်းနည်းထည့်တော့ကန်အောင်ဖီးတက်သွားတယ်ဟုတ်သဘောကျသွားပြီဘောလုံးကန်ပြန်ကျင်းဆိုတာလည်းမတူဘူးနော်ဟုတ်ဆင်းရဘယ်လိုဆိုတော့ဒီအားကစားကြလောက်ရမှာပေါ့နော်တက်လေးရတယ်ဟုတ်နောက်ဘောလုံးအားလာလေးဟုတ်ကန်စဉ်းစားတာဟုတ်စဉ်းစားတာဟုတ်ကဲ့မိုက်နော်မိုက်တော့ပြောပါဟုတ်အရန်တွင်တော့ညီကိုဒါပထမဆုံးပေါ့နော်အရင်တော့ကလည်းလာမကြည့်ဘူးအခုမှညီကိုတွေလာခဲ့ပါဆိုလို့အားပေးနေနည်းနည်းကန်ပြတာကောင်းတယ်သူတို့ training လည်းတော်တော်စဉ်းစားနေဟုတ်အားရတယ်ဟုတ်ကျန်တဲ့အသင်းတွေလည်းကောင်းကြပါတော့မပိုင်းကိုဝင်ကန်တဲ့အချိန်မှာကို feeling ဘယ်လိုရှိလဲအမိုက်တာပါတော်တော်မကန်ဘူးလို့ဒါသူတို့ဝင်ကန်ခိုင်းလို့ဟုတ်ကောင်းပါတယ်သူတို့ကုံကောင်းတယ်ကိုတော့ကုံကောင်းတယ်ခရင်ကန်တော့ဘယ်လိုလဲမိုက်ပါတယ်ဘောလုံးကမိုက်တယ်ဒါပေမဲ့အဲ့လိုအမောပေါ့နော်9မိနစ်လောက်ဆိုတော့တော်တော်မောဟိုက်ပါနော်မိုက်ပါဟုတ်ပထမပိုင်းမှာလည်းလဲနေပြီဘောလုံးကမကန်အောင်ဟုတ်တယ် company ခွင့်တဲ့အချိန်မှာဒါပြောပါတော့တစ်ဖက်တည်းလည်းဒါဘယ်လိုပဲကောင်းတယ် fast လေးကောင်းတယ်သူတို့ကောင်းကြတယ်နော်အဓိက goal သွင်းရလက်နဲ့သွင်းတဲ့ပုံကမူတည်တာပေါ့နော်ဟုတ်ကောင်းတယ်ကျင်းဆိုတာလည်းမတူဘူးနော်ဟုတ်ဆင်းရဘယ်လိုဆိုတော့ဒီအားကစားကြလောက်ရမှာပေါ့နော်တက်လေးရတယ်ဟုတ်နောက်ဘောလုံးအားလာလေးဟုတ်ကန်စဉ်းစားတာဟုတ်စဉ်းစားတာမကန်တာဘယ်လောက်ကြာပါလဲနှစ်20လောက်ရှိငယ်ငယ်တည်းကမကန်တာကန်ဘလုံးမကန်အခုမှပြန်ပြီးပထမဆုံးကန်ဟုတ်တယ်သူတို့အဲ့ကြောင့်အားပေးကန်တာ train လည်းမစင်ဘူးဒီနေ့မှအတင်းရလာဝအင်ကြီးတွေလည်းဟိုဖြစ်တယ်သူဝင်ကွင်းထဲဝင်ပြီးကန်ပြုတ်သွားအနည်း20ကြာပြီအရင်တော့ငယ်ငယ်တော့အကြောင်းပါကန်တော့ကြိုက်တယ်ဘောဝဲမကြည့်တိတ်ရှိတယ်ဒီကကန်ဟုတ်ဒါပေမဲ့တက်ကြီးရောနော်ရှေ့တန်းလားအလေတန်းလောက်ဟုတ်ကွင်းကြီးကန်တာဟုတ်ကွင်းကြီးကန်တာဟုတ်ဦးစေကြောက်တိတ်ကန်တာဟုတ်ကွင်းကြီးနဲ့ဒါကွင်းသေးခန်းစားချက်ဘာလေးกว่าလဲဖြစ်နေလဲကွာဒီကောင်လဲ run ရတယ်နော်ကွင်းရနည်းနည်းနားပြေးနားလို့ရတယ်ဒီကောင်ချိန်လုံးပြေးရနားကိုမရှိဘူးလူလဲနည်းနော်ဆယ်ချက်ဒါရန်ကုန်ငွေပွဲအတွက်ဟုတ်ကဲ့အားလေးပါဝင်ပေးတာပါဟုတ်ဒီဟုတ်ဒါဘယ်လောက်ထိရော PT ဖြစ်ရလဲဒါပျော်ပါတယ်အဲ့ဖလားရန်ပို့ပျော်9ရက်နေဟုတ်9ရက်နေဘယ်လောက်ထိ confidence ရှိလဲ9ရက်နေတော့ရှိပါဒီအချိန်နေလဲဆိုmusic FM ချစ်ဖို့များပါတယ်ဟုတ်မိနစ်ကလည်းတော့ဒါသူကမိနစ်ကလည်းချန်ပီယံဒီနေ့လည်းမသိဘူးမိုက်ပါအဲ့ဆိုတော့မိုက်ပါတယ်ဟုတ်တကယ်ဒီနေ့ကချန်ပီယံပေါ့ဖြစ်ပါသေးဟုတ်ဖြစ်ပါသေးကျိုးကန်ကျိန်းနဲ့ကန်ရအောင်ဟုတ်လား9ရက်နေကြာတော့ friend FC ရဲ့ကန်ချက်တွေကိုကြည့်လိုက်ရသေးလားကိုကြည့်လိုက်ရတယ်အတန်နေနဲ့တော့ကြားရတယ်နော်သူတို့လည်းကောင်းပါတယ်ဟုတ်သူတို့လည်းဒါရှစ်ခုနဲ့ဟုတ်တယ်သူတို့လည်းကောင်းတယ်ဟုတ်ကဲ့အဲ့ဒီ5ရပါတော့ကဘာရဲ့နေရာလုံးဝလာဟုတ်ကဲ့လာရင်းအောင်ပဲလာဝင်အဲ့ချိန်ကျရင်ကန်အောင်ပါဒီနည်းနည်းထည့်တော့ကန်အောင်ဖီးတက်သွားတယ်ဟုတ်သဘောကျသွားပြီဘောလုံးကန်ပြန်ပြီးဟုတ်ကဲ့ချင်းလေးလည်းလုံနေပါခင်ဗျာနော်ဟိုအစ်စ်လေးလည်းထွက်လာအားပေးပါအောင်လို့နော်ဟုတ် online ကနေပဲဟုတ်တော်လေးတော့နည်းနည်းလေးတော့ကြာပါဟုတ်ပိတ်တဲ့တွေကတော်လေးနွမ်းနေပြီဟုတ်တယ်ဒါဘယ်လိုပုံစံလေးတစ်ပုတ်ချင်းစီလေးလုပ်ပေးမှာပါအဲ့လိုပဲထွက်ဖို့ရှိပါတယ်ဟုတ်တခြားပလန်ရေးတော့မချသေးဘူးနော်အချင်းအခုမှတွင်းကန်ဒီစားပြီးပြန်ထွက်မယ်ဆိုရင်ဘယ်လိုပစင်းလေးထပ်တာအရင်ဆုံးပရိသတ်နဲ့အပေးယူမျှလောက်မှဟာလေးပေါ့ကိုကြိုက်တာတော့အရင်မလုပ်သေးဘူးပေါ့တိတ်တဲ့နားဆွဲကိုလည်းနည်းနည်းကြိုက်ပါတဲကွဲပဲလားအေးပေါ့အဲ့လိုမျိုးတွေပေါ့ဟာဒီတဲကွဲတာလေးနည်းနည်းအောင်ပေါ့နော်ကိုရဲမကွဲတော့ဘူးဆိုဟုတ်တယ်ကျရှင်နာလေးလာမှာပေါ့ဟုတ်ဒီ music industry ဟုတ်ကဲ့တိုးတက်လာဟုတ်ဝမ်းတာပါတယ်ဟုတ်ဒီကပိုကြီးကျေပြည့်ပိုကောင်းတာပေါ့နော်အားလုံးလည်းအားပေးပါရဲ့လို့နော်ဥစားနေပါဟုတ်ချင်းတင်အလံဝေးသွားတာကြောင့်ကိုဘလို့ကြောင့်အလံဝေးသွားတာဂျားထဲမှာအဲ့လိုတော့မဟုတ်ပါဘူးအစ်မလို့ဖြစ်တော့တာတချင်းအစ်မလို့ဖြစ်တော့လို့ဟုတ်ဟောင်းနေလည်းပြန်မဆူခြင်းတော့အဲ့ဒါလည်းပါပါနော်အဲ့ဒါအစ်လေးပဲလုပ်ပါမယ်ဆိုပြီးနေနာဆိုတာလေးတွေ့ဟုတ်ဝမ်းတာကောင်းပါဟုတ်ချချကျော်တမျိုးစီပေါ့ဟိုအများကြီးတွေ့နေတယ်နော် music ပုံစံတွေခွဲပြီးတော့ကိုယ့်အတွက်လည်းငါဒါလေးလည်းဒီလိုလိုက်ပါလားပေါ့နော်ဟိုဟာဖြစ်တာလေကောင်းပါဟုတ်တချင်းနေအဲ့လိုဟုတ်ဇူတုံးခံနေတဲ့ပုံမှာဟုတ်အဲ့ဒါကတော့ရှိရအောင်နော်ဟိုကိုကတော့ဗာဒါကတော့ဖြစ်နေရဆိုတော့လေအများကြီးတော့ပြောချင်ပါဒီသားကြဟုတ်ကဲ့ကောင်းပါလားစိတ်သက်လေးလည်းကျမ်းမာချမ်းသာကြပါစေချင်းသေးလေးထွက်လည်းအားပေးပါအောင်လို့ဟုတ်